နှစ်တည်းက YouTube ပြီးတော့စလုပ်မယ်လို့ဆုံးဖြတ်ခဲ့တယ်။တင်တန်းတွေလိုက်ရှာတယ်ကိုနိုင်လေးလာတယ်။တကယ်လည်းလုပ်ဖြစ်လားဆိုတော့မလုပ်ဖြစ်ဘူး။ဓာတ်ပုံပညာရဲ့ကိုစိတ်ဝင်စားလို့လေးလာခဲ့တယ်။အစာပိုင်းတော့ဓာတ်ပုံတွေရိုက်ကြည့်ခဲ့တယ်။နောက်ပိုင်းကျတော့မရိုက်ဖြစ်တော့ပြန်ဘူး။ဗီဒီယို edit ပညာကိုထပ်ပြီးတော့စိတ်ဝင်စားလို့လေးလာခဲ့တယ်။နောက်ပိုင်းဗီဒီယိုတွေမ edit နိုင်ခဲ့ဘူး။ခင်ဗျားလုပ်ချင်တဲ့ຢာတစ်ခုကိုလုပ်တယ်။အချိန်တစ်ခုကြာလာရင်ခင်ဗျားမလုပ်ချင်တော့ပါဘူးဆိုတဲ့စိတ်ကဖြစ်လာပြန်။စိတ်ဝင်စားနေတဲ့အချိန်မှာတော့ဒီဇိုင်းမလုပ်ဖြစ်ရင်လုပ်ဖြစ်လိမ့်မယ်။အချိန်တစ်ခုကြာလာရင်အရင်တုန်းကပုံစံအရင်တုန်းက lifestyle မပြောင်းသွားကြတာပဲဟုတ်တယ်မလားဒါခင်ဗျားတို့လည်းဖြစ်နေတာတော့မဟုတ်ဘူးကျွန်တော်တရားလည်းဖြစ်နေတာမဟုတ်ဘူးဒါကလူတိုင်းကြုံတွေ့နေရတဲ့ຢာတစ်ခုပဲဆိုတော့ဒီဗီဒီယိုမှာကိုယ့်ရဲ့မကောင်းတဲ့အကျင့်ဆိုးတွေကိုယ်တိုင်ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့မကောင်းတဲ့အကျင့်ဆိုးတွေကိုယ်တိုင်ထိန်းချုပ်လို့မရတဲ့အကျင့်ဆိုးတွေကိုဘယ်လိုမျိုးဖျောက်ရမလဲဆိုတာဒီနေ့ဗီဒီယိုမှာပြပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးကိုမစခင် channel ကို subscribe လုပ်ရင်းနဲ့ကျွန်တော်အားပေးခဲ့လို့ရပါတယ်ဆိုတော့ဗီဒီယိုစလိုက်ရအောင်ဒါဆိုရင်အကျင့်ဆိုးတွေကိုဘယ်လိုမျိုးဖျောက်ရမလဲကိုယ်ခန္ဓာကိုယ်ထဲမှာရှိတဲ့မကောင်းတဲ့အကျင့်ဆိုးတွေကိုဘယ်လိုမျိုးဖျောက်ရမလဲအလုံးမဲ့ကျွန်တော်6လအတွင်းမှာဒီနီလန်းကြောင့်အကျင့်ဆိုးတွေကိုကျွန်တော်ဖျောက်ပြနိုင်ခဲ့တယ်ကိုယ့်ရဲ့စိတ်ထဲမှာရှိတဲ့မကောင်းတဲ့အကျင့်ဆိုးတွေကိုဖျောက်နိုင်ခဲ့တယ်ခင်ဗျာရင်တော့ပြည့်ကျင်တဲ့ဆန္ဒတစ်ခုကိုခင်ဗျာခေါင်းထဲမှာမှတ်ထားလိုက်စိတ်ထဲမှာမှတ်ထားလိုက်ပြီးရင်အဲ့ဒီဆန္ဒဖြစ်လာဖို့အတွက်အချိန်တစ်ခုသတ်မှတ်လိုက်ဥပမာ6လတန်သည်ဒါမှမဟုတ်လည်းတစ်နှစ်တန်သည်သတ်မှတ်လိုက်ဆိုတော့ခင်ဗျားကကင်မရာရှိမှစကားကောင်းကောင်းပြောတတ်ချင်တယ်ကင်မရာနဲ့စကားကောင်းကောင်းပြောချင်တယ်ဒါပေမဲ့ကင်မရာရှိရောက်သွားတဲ့အခါကင်မရာနဲ့ကိုယ်နဲ့စကားပြောတဲ့အခါမှာကိုကင်မရာရှိရောက်သွားတဲ့အခါမှာအသားတွေတုံလာတာမျိုးခြေလက်တွေတုံလာတာမျိုးဒါမှမဟုတ်ရင်လည်းခေါင်းကြီးမှာသွေးတွေပူလာပြီးတော့ဘာမှစဉ်းစားလို့မရတာမျိုးဒါတွေဖြစ်ပြီးကြလိမ့်မယ်ကျွန်တော်ကိုယ်လည်းရင်တုန်းကဗီဒီယိုဆက်လိုက်ရိုက်တုန်းပါကင်မရာနဲ့စားပြီးတော့စကားပြောတဲ့အချိန်မှာ fluently မဖြစ်ခဲ့ဘူး connection မရဘူးပေါ့ကင်မရာနဲ့ကိုယ်နဲ့ connection မရတဲ့အခါမှာခေါင်းတွေကြီးလာတာခြေပြားလက်ပြားတွေအေးလာပြီးတော့ဘာလို့ဘာခံရမှမသိဘူးဒီလိုမျိုးကြုံခဲ့ရတယ်။အားကြရင်ကင်မရာကိုသွားပြီးတော့ record button နှိပ်ပြီးတော့ထိုင်ကောင်မှာထိုင်ပြီးဆိုတဲ့ကဘာမှပြောလို့မရတော့ဒါကကင်မရာနဲ့ကိုယ်နဲ့ကြားမှာ connection friendly မဖြစ်လို့ဒီလိုမျိုးတွေကကိုယ့်ရဲ့မကောင်းတဲ့အကျင့်ဆိုးတွေဖြစ်ပါတယ်။ဒီအကျင့်ဆိုးတွေဖျောက်ဖို့အတွက်6လတန်သည်ဒါမှမဟုတ်လည်းတစ်နှစ်တန်သည်ဒီလိုအချိန်ယူပြီးဖျောက်ရလိမ့်မယ်။ဒီမှာဆက်ချင်းမှာ perfect ဖြစ်မှာမဟုတ်ဘူး။ကျွန်တော်ကိုယ်တိုင်လည်းဗီဒီယိုတွေစရတဲ့တုန်းကလုံးဝ perfect မဖြစ်ခဲ့ဘူး။ဗီဒီယိုစရတဲ့လွယ်လွယ်အမှားအချို့တွေဖြစ်ခဲ့တယ်။အခုချိန်ထိလည်းပြင်လို့ရနေပြီလားဆိုတော့အခုချိန်ထိပြင်လို့ရနေတယ်မဟုတ်ဘူး။ချိန်ပန်များစွာလောက်ပါများလာတဲ့အခါကျရင်ဒီຢာတွေပေါ်မှာကိုကအေးအေးဆေးဖြစ်သွားလိမ့်မယ်။ဒီຢာတွေကိုကလုံနိုင်တာလိမ့်မယ်။ဒီလိုမျိုးဖျောက်ဖို့ဒီလိုမျိုးအကျင့်ဆိုးတွေကိုဖျောက်ဖို့အတွက်ကျွန်တော်ဒီနေ့ပြောပြမယ် unfold structure ဆိုတာလိုပါတယ်။ unfold structure ဆိုတာ လေးလုံးဖွဲ့စည်းထားတဲ့ຢာတစ်ခုပါ။ M1 ကဘာလဲဆိုရင် make it obvious ခင်ဗျအမှုမဲ့အမှတ်မဲ့အလုပ်တွေကိုတတိထားမိအောင်မလုပ်နိုင်ဘူးဆိုရင်ခင်ဗျဘွားတွေကနေပြီးတော့မကောင်းတဲ့အကျင့်ဆိုးတွေကိုဖျောက်လိုက်ရမှာမဟုတ်ပါဘူးခင်ဗျအချိန်1မိနစ်ထင်တယ်ဘာမှလုပ်လို့မရနိုင်ဘူးလို့လူတွေထင်နေကြလိမ့်မယ်တကယ်နဲ့အချိန်1မိနစ်နဲ့လုပ်လို့ရတယ်အများကြီးရှိတယ်အချိန်1မိနစ်ထင်တဲ့စာဖတ်တာလူတယောက်နဲ့စကားပြောတာအိမ်ကမိဘတွေစီဖုန်းခေါ်တာဒါမှမဟုတ်ရင်လည်းတကယ်ချင်းပေါင်းသင်းတွေစီဖုန်းခေါ်တာစာ3ချောင်းရေးတာအချိန်1မိနစ်တည်းနော်စာ3ချောင်းရေးလို့ရမယ်တိုက်အချိန်နဲ့ဆက်ထိုးတာဒီလိုမျိုးစသဖြင့်အများကြီးလုပ်လို့ရမယ်လူတွေကအချိန်မလောက်ဘူးငါမှအချိန်မရှိဘူးဒီလိုမျိုးမေးခွန်းနေနဲ့ဒီလိုမျိုးကိုအချိန်ဆွဲတဲ့အကျင့်တွေနဲ့ပဲကိုယ်တိုင်မကောင်းတဲ့အကျင့်ဆိုးတွေကိုမွေးမြူလက်ရှိတယ်ဒီလိုမကောင်းတဲ့အကျင့်ဆိုးတွေကကိုထိန်းချုပ်နိုင်တဲ့အန္တရာယ်တွေပဲဒါဆိုရင်အမှုမဲ့အလုပ်တွေကိုဘယ်လိုမျိုးလုပ်ရမလဲဘဝမှာအမှုမဲ့အလုပ်တွေကိုသတိထားမိအောင်ဘယ်လိုမျိုးလုပ်ရမလဲဆိုကြပါစို့ခမ ्या ကမနက်တိုင်းမှာကော်ဖီတောက်တယ်ဆိုပါစို့ခင်ဗျမနက်တိုင်းမှာကော်ဖီတောက်တယ်ဆိုရင်ကော်ဖီတောက်ပြီးတိုင်းမှာ9မိနစ်ပဲစာဖတ်မယ်စာဖတ်ပြီးမှတခြားလှုပ်ရှားရှိတာလုပ်မယ်ဆိုရင်နှစ်ပတ်ကြာတာနဲ့ခင်ဗျားရဲ့အလေးချင်းတစ်ခုဖြစ်သွားလိမ့်မယ်အဲ့ဒီဟာကနောက်ကျရင်ခင်ဗျားမသိစိတ်တွေကနေပြီးတော့အလိုလိုသွားပြီးတော့အဲ့ဒီຢာကိုလှုပ်လိုက်နိုင်လိမ့်မယ်နောက်ဆိုရင်ခင်ဗျားသွားပြီးတော့ remind ပေးစရာမလိုတော့တဲ့အထိအုံနောက်ကမှတ်ညာကောင်းတယ်ဒုတိယတစ်ခုကတော့ make it attractive ဖြစ်ပါတယ်အလုပ်တွေကတစ်ခါတလေမှာပြင်းဖို့ကောင်းနေတတ်ပါတယ်ဒီလိုအခြေအနေမျိုးမှာဆွဲဆောင်မှုရှိအောင်အလုပ်တွေကိုလုပ်ရပါလိမ့်မယ်ကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုမလုပ်ချင်တဲ့ရက်တွေရှိတယ်ကိုခန္ဓာကိုပင်ပန်းနေတဲ့ရက်တွေဖြစ်ဖြစ်ဒါမှမဟုတ်စိတ်တကြနေတဲ့ရက်တွေဖြစ်ဖြစ်ဒီလိုမျိုးရက်တွေဆိုရင်အခုလိုမျိုးဗီဒီယိုရိုက်ချင်စေတော့မရှိပါဘူးဒါပေမဲ့အဲ့လိုမရိုက်ချင်တဲ့နေ့တွေမှာကိုယ်တိုင်အာယူတတ်ရပါတယ်ကိုယ်တိုင်အလုပ်တွေကိုဆွဲဆောင်တတ်ရပါတယ်ဆွဲဆောင်မှုရှိအောင်လုပ်တတ်ရပါတယ်ဆိုကြပါစို့ခင်ဗျတန်ရှင်းရေးလုပ်မယ်ဆိုရင်ခင်ဗျအခန်းတန်ရှင်းရေးလုပ်ထားပါတော့ဒီတိုင်းပဲတန်ရှင်းရေးလုပ်မယ်ဆိုရင်အလုပ်ကပြင်းမှုကောင်းလိမ့်မယ်ဟုတ်တယ်မလားဒီလိုမဟုတ်ဘဲနဲ့ကိုကြိုက်တဲ့တခြင်းတစ်ပုတ်ကိုဖွင့်ထားပြီးတော့အခန်းတန်ရှင်းနဲ့တွဲပြီးလုပ်မယ်ဆိုရင်အဲ့ဒီပုံမှာ
အခန်းတန်ရှည်လုပ်နေတာမမြင်တော့ဘဲနဲ့ကိုကြိုက်တဲ့တခြင်းကိုနားရရနဲ့နားထောင်ပြီးတော့အလုံးနှစ်ခုကိုဆွဲဆောင်မှုရှိအောင်လုပ်လို့ရမှာဖြစ်ပါတယ်ခင်ဗျမနေ့တိုင်းမှာစာရေးတယ်ဆိုပါစို့စာရေးတဲ့အခါမှာကော်ဖီတစ်ခွက်ဖြစ်ဖြစ်အေးတစ်ခွက်ဖြစ်ဖြစ်ချတာပြီးတော့ရေးမယ်ဆိုရင်ကိုယ့်ရဲ့ရေးနဲ့စာရေးတဲ့နှုန်းကလည်းပို့ပြီးတော့မြန်မှာဖြစ်တယ်လို့ကိုယ့်ရဲ့အလုပ်ကလည်းဆွဲဆောင်မှုရှိလာစီမှာဖြစ်ပါတယ်လက်ရှိလုပ်နေတဲ့အလုပ်တွေကိုဆွဲဆောင်မှုတစ်ခုခုနဲ့လုပ်မယ်ဆိုရင်ကိုယ်မှရှိတဲ့အကျင့်စိုးတွေကပျောက်သွားပါလိမ့်မယ်တတိယ M3 ကတော့ make it easy ခင်ဗျအလုပ်တွေကိုလွယ်ကူအောင်မလုပ်နိုင်ဘူးဆိုရင်ကိုယ့်ရဲ့အကျင့်စိုးတွေလည်းဖျောက်လိုက်ရမှာမဟုတ်ပါဘူးကိုလို့ရှိနေရတဲ့ကိုနှစ်ပတ်အတွင်းမှာဖြစ်အောင်လုပ်လို့ရတယ်ခင်ဗျမူဗီတွေကြည့်ရတဲ့သူတယောက်ဆိုပါစို့ကိုကြိုက်တဲ့ဇာတ်ကားကလည်းလင်ပေးထားမယ်ဒါပေမဲ့အဲ့ဒီလင်က3-4ခုလောက်ကြော်ပြီးမှအဲ့ဒီဇာတ်ကားကိုကြည့်လို့ရမယ်ဆိုရင်ခင်ဗျတွက်ကြည့်ချင်မှာမဟုတ်ဘူးဒီလိုပဲနောက်ထပ်လင်တစ်ခုထပ်ပေးထားမယ်အဲ့ဒီလင်ကကြတော့တခါတည်းနဲ့တိုင်းပြီးကြည့်လို့ရမယ်ဒါဆိုရင်ခင်ဗျားကအဲ့တခါတည်းနဲ့ကြည့်လို့ရမယ်လင်မှာပဲသွားပြီးတော့ကြည့်ပါပဲဟုတ်တယ်မလားဒါအလုပ်ကိုလွယ်ကူအောင်လုပ်တာဒီလိုပဲခင်ဗျဗီဒီယိုရိုက်မယ်ဆိုရင်လည်းခင်ဗျဗီဒီယိုမရိုက်ခင်မှာ script တွေကြိုပြီးတော့ကြက်ထားရမယ် script တွေကြိုပြီးတော့မှတ်ထားရမယ်ဒီလိုမှမဟုတ်ဘဲနဲ့ခင်ဗျစပြီးတော့ရိုက်တဲ့အခါမှာ script ခဏလောက်ပြန်ကြည့်ပြီးတော့ရိုက်တာမျိုးငါ script တွေစဉ်းစားပြီးတော့မှဘယ်နေရာမှာဘယ်လိုမျိုးပြောမယ်ဆိုတာဒီလိုမျိုးခင်ဗျလုပ်လို့မရအောင်ဗီဒီယိုမရိုက်ခင် script တွေကြိုပြီးရေးထားမယ်ဒီ script ကိုပြန်ပြီးတော့ဖတ်ထားတာဖြစ်ဖြစ်ပြန်ပြီးတော့ note တွေထပ်ပြီးတော့မှတ်ထားတာဖြစ်ဖြစ်ဒီလိုမျိုးထပ်လုပ်ရလိမ့်မယ်ဒီလိုမျိုးအလုပ်တွေကိုလွယ်ကူအောင်လုပ်မှကိုယ့်ရဲ့မသိစိတ်ကနေပြီးတော့ပို့ပြီးလုံနိုင်လာလိမ့်မယ်အဲ့ဒါမှပဲကိုယ့်ရဲ့မကောင်းတဲ့အကျင့်ဆိုးတွေဖျောက်လာနိုင်လိမ့်မယ်ခမရချင်းစောတယ်ချင်းစောတဲ့နေရာကတခြားရောက်ကမှရှိနေတယ်ဒါဆိုရင်ခမရချက်ကော်ထဲမှာရှိတဲ့ချင်းကိုခမရပြောင်းရလိမ့်မယ်ဒီလိုမပြောင်းမှုဆိုရင်ခမရအချိန်မရှိတာမျိုးချင်းသွားဖို့အချိန်မရှိတာမျိုးချင်းသွားဖို့အလုပ်တွေမအားတာမျိုးဝေးလွန်းတာမျိုးဒီလိုမျိုးမဟုတ်ဘဲနဲ့ကိုယ်နားမှာရှိတဲ့ကိုယ့်ရဲ့ရက်ကွက်ထဲမှာရှိတဲ့ဒါမှမဟုတ်လေကိုယ့်ရဲ့လမ်းထဲမှာရှိတဲ့ချင်းကိုတွားတာကအချိန်ကိုလည်းတက်တာစီသလိုပို့ပြီးတော့လည်းချင်းစောဖို့အချိန်ပို့ပြီးတော့ရစီမှာဖြစ်ပါတယ်အလုပ်တစ်ခုကိုလွယ်ကူအောင်လုပ်မယ်ဆိုရင်ခုနကပြောခဲ့တဲ့ repetition လို့ခေါ်တဲ့ထပ်ခါတလဲလဲလုပ်ဖို့ပါကျွန်တော်ဗီဒီယိုစရတဲ့တုန်းကဗီဒီယိုတစ်ပုတ်သေးကိုပဲကျွန်တော်5-5ကရိုက်တယ်အနည်းဆုံး5-5ကရိုက်တယ်ပြန်ကြည့်တယ်မကောင်းဘူးဆိုရင်ထပ်ရိုက်တယ်ဒီလိုမျိုးချိန်မှန်များစွာရိုက်လာတဲ့အခါမှာကိုကင်မရာကိုလက်နေဆိုတဲ့စိတ်လည်းမဖြစ်တော့ဘူးပေါ့နော်ဒီလိုမျိုးနဲ့အလုပ်တစ်ခုကိုလွယ်ကူအောင်ချိန်မှန်များစွာလုပ်ပြီးတော့မှလွယ်ကူအောင်လုပ်လို့ရတဲ့နည်းလမ်းလည်းရှိပါတယ်။မြန်မနေ့တိုင်းစာရေးတယ်ဆိုရင်နှစ်ပတ်တိစာရေးအများကြီးနဲ့တစ်နေ့မှာ9မိနစ်လောက်ပဲစာရေးဒီနေ့9မိနစ်ရေးမယ်နောက်နေ့ကျရင်6မိနစ်ရေးမယ်နောက်နေ့ကျရင်9မိနစ်ရေးမယ်ဒီလိုမျိုး mini habit ပေါ့နော်ဒီလိုမျိုးအသေးအမွှားလေးရစပြီးတော့ရေးသွားမယ်ဆိုရင်နှစ်ပတ်ကြာလာရင်ကိုယ့်အလုပ်ကပို့ပြီးတော့လွယ်ကူသွားလိမ့်မယ်ကိုစာရေးတယ်ဆိုတာပို့ပြီးတော့လွယ်ကူလာလိမ့်မယ်မကောင်းတဲ့အကျင့်ဆိုးတွေလည်းပျောက်သွားလိမ့်မယ်နောက်ဆုံးတစ်ခုကတော့အချိန်မဆွဲပါနဲ့အချိန်ဆွဲခြင်းကလူတိုင်းမှာရှိပါတယ်ကျွန်တော်ကိုယ်တိုင်လည်းအရင်တော့အချိန်ဆွဲခဲ့မိတဲ့အချိန်တွေရှိတယ်ဒီຢာကြောင့်ပဲကိုယ့်ဘဝတွေကနေမကောင်းတဲ့အကျင့်ဆိုးတွေကဖျောက်လို့ရမှာမဟုတ်ပါဘူးခမရကအချိန်ဆွဲတဲ့သူတယောက်ဆိုရင်ဒီနေ့ကစပြီးတော့အချိန်မဆွဲပါနဲ့လှုပ်ရှားရှိရတယ်တခါလဲလှုပ်ပါအလေးချင်းဆိုတာလွယ်လွယ်နဲ့ရရတာမဟုတ်ပါဘူးအလေးချင်းတစ်ခုဆိုတာကိုယ်တိုင်သင်ယူလို့ရတယ်ဆိုတာမှတ်ထားပါတယောက်နဲ့တယောက်အချိန်ဆွဲရခြင်းမတူသလိုအလုပ်လုပ်ပုံချင်းနဲ့မတူပါဘူးဆိုကြပါတော့ခမရက project တစ်ခုကိုခမရတာဝန်ယူရတယ်ဒါပေမဲ့အဲ့ project ကလည်းတစ်ပတ်လောက်လိုသေးတယ်ဒါဆိုဒီလိုအခြေအနေမျိုးမှာခမရကဒီ project ကိုငါမလုပ်သေးလဲရတယ်ငါနောက်မှလုပ်လိုက်လဲရတယ်ဒီလိုမျိုးတွေးလိုက်ပြီးတော့အချိန်ဆွဲလိုက်မယ်ဆိုရင်အလုပ်ဖြစ်မှာမဟုတ်တော့ဘူးခမရဗီဒီယိုတစ်ခုရိုက်မယ်လို့တွေးထားတယ်ဒီမှာတစ်ပတ်တွင်းမှာဗီဒီယိုတစ်ပုတ်ရိုက်မယ်လို့တွေးထားတယ်ဒါပေမဲ့အချိန်ရှိသေးတယ်နောက်မှရိုက်လဲရတယ်ဒီနေ့တော့မရိုက်ဖြစ်ဘူးဒီနေ့ကတော့လှုပ်ရှားရှိသေးလို့မလုပ်ဖြစ်ဘူးမရိုက်ဖြစ်ဘူးနောက်မှရိုက်လိုက်မယ်ဒီလိုမျိုးတွေးလိုက်ရင်ကိုအချင်းတစ်ခုပါသွားလိမ့်မယ်အဲ့ဒီအခါကျရင်အဲ့ဒီຢာကိုအဲ့ဒီဗီဒီယိုတွေရိုက်ဖြစ်တော့မှမဟုတ်ဘူးဒီလိုမျိုးအချိန်ဆွဲနေနေနောက်တစ်ပတ်နောက်တစ်လဒီလိုမျိုးကူးနေရင်လည်းရိုက်ဖြစ်တော့မှမဟုတ်ဘူးဗီဒီယိုကိုနှိမ့်ချုပ်ရမယ်ဆိုရင်မကောင်းတဲ့အကျင့်ဆိုးတွေဖျောက်ဖို့အတွက် unfold structure ဆိုတာလိုပါတယ်ပထမ unfold ကတော့ make it obvious အမှုမဲ့မဲ့လေးလုပ်တွေကိုသတိထားမိအောင်လုပ်ပါဒုတိယတစ်ခုကတော့ make it attractive အလုပ်တွေကိုဆွဲဆောင်မှုရှိအောင်လုပ်ပါပြီးစရာကောင်းတဲ့အလုပ်တွေရှိမယ်ဒီလိုမျိုးအလုပ်တွေကိုဆွဲဆောင်မှုရှိတဲ့အရာတစ်ခုခုနဲ့လုပ်မယ်ဆိုရင်ကိုယ့်ရဲ့မကောင်းတဲ့အကျင့်ဆိုးတွေလည်းပျောက်သွားမှာပါတတိယတစ်ခုကတော့ make it easy အလုပ်တွေကိုလွယ်ကူအောင်လုပ်ပါလွယ်ကူအောင်လုပ်တဲ့အလုပ်တွေကပဲပို့ပြီးတော့မကောင်းတဲ့အကျင့်ဆိုးတွေကိုဖျောက်နိုင်မှာဖြစ်ပါတယ်နောက်ဆုံး info ကတော့အချိန်မဆွဲပါနဲ့လှုပ်ရှားရှိရတဲ့ခါလေးလုပ်ပါဖြစ်အောင်လုပ်မယ်ဆိုရင်ဖြစ်အောင်လုပ်ပါတကယ်လို့ကိုကဖြစ်အောင်မလုပ်နိုင်ဘူးဆိုရင်ဒီရက်ထဲမှာမလုပ်နိုင်ဘူးဆိုရင်အဲ့ဒီဟာအတွက်နောက်တစ်ရက်မှာ
အချိန်သတ်မှတ်ပါဆိုတော့ဒီဗီဒီယိုကတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်